အားလုံးမင်္ဂလာပါရွှေမန္တလေးမြို့ရဲ့မြေချစ်သူမိဘပြည်သူညီကောင်မောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာကဲကျွန်တော်ခုမိတ်ဆက်ပေးမှာတော့35လမ်းမိန်းလမ်းမတင်နေရာကောင်းရောင်းလေးတစ်ခုနဲ့မိတ်ဆက်နေဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးရဆိုရင်35လမ်း6263ညမှာတည်ရှိတဲ့အကြောင်းလေးဖြစ်ပါတယ်ခင်ဗျာပေကျုံဝင်ရဆိုရင်ညနေစာ66ပေနောက်ကျောင်း86ပေကျုံပါတယ်ခင်ဗျာနိုင်ငံတစ်ထက်ဆိုင်ဆောင်မှုလေးပါရှိပါတယ်ခင်ဗျာအလယ်လေးရဆိုရင်လည်းတောင်လက်ဖြစ်ပါတယ်ပိုင်ဆိုင်မှုရဆိုရင်လည်းဂရန်မီဖြစ်ပါတယ်ကဲဂရန်တန်းအစ်စ်နဲ့လည်းရရှိမှဖြစ်တဲ့အတွက်ကိုအင်မတန်ကောင်းပါတယ်ပြီးတော့ခေါ်ထွေထားရဲ့ဇင်းတို့လေးရဆိုရင်လည်းပိန်းကြီးသသိန်းခွဲညီနိုင်အောင်ဈေးလေးဖြစ်ပါတယ်ခင်ဗျာကဲတကယ်ချက်ချကြတဲ့မိန်းလမ်းမတင်နေရာကောင်းရောင်းလေးဖြစ်တဲ့အတွက်ကိုပိုင်ဆိုင်မှုအတွက်ဝယ်ယူထားသည်ဖြစ်စေပြန်လည်ငှားရမ်းသည်ဖြစ်စေတကယ်အကျိုးပြန်ရရှိမဲ့နေရာကောင်းရောင်းလေးဖြစ်ပါတယ်ခင်ဗျာကဲစိတ်ဝင်ကြတဲ့ဆိုတာကမိုးရအင်ချမ်းမြေရဲ့အောက်ဖော်ပြပါဖုန်းနံပါတ်များတို့အခုပဲဆက်သွယ်ကွန်ဆောင်များနိုင်ပါတယ်ခင်ဗျာကဲလူကြီးမင်းတို့ရဲ့တိုက်ရင်ချမ်းမြေများကိုရောင်းဝယ်ငှားကျိုးဆောင်ပြုလုပ်လိုပါကမိုးရအင်ချမ်းမြေတို့ယုံကြည်စွာအနံ့နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ